Okay မင်္ဂလာပါဒီနေ့တက်ရှိက Speed Master Reading ရဲ့ Short Reading နံပါတ်4လေးကိုသင်ပေးမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ဘယ် reading ပဲဖြစ်ဖြစ် Short Reading ပဲဖြစ်ဖြစ် Long Reading ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဘာကိုအရင်ဖတ်မယ်မေးခွန်းကိုအရင်ဖတ်ပါမယ်။ Okay ဒါဆိုရင်မေးခွန်းလေးဖတ်ကြည့်ရအောင်နော်။ ခုနိုဘွန်ရှောဆိုတာဘာပြောတာလဲဆိုတော့စာပိုက်ကိုပြောတာနော်ဘွန်ရှောဆိုတာစာပိုက်ကိုပြောတာခုနိုဘွန်ရှောနော်ဒီစာပိုက်ရဲ့နိုင်ရောဆိုတာကအချက်အလက်ကိုပြောတာနိုင်ရောဆိုတာဘာကိုပြောတာအချက်အလက်ကိုပြောတာဒါဆိုရင်ခုနိုဘွန်ရှောနော်နိုင်ရောတို့ဒီစာပိုက်ရဲ့အချက်အလက်နဲ့အိုက်တဲအီရူမိုနိုဝကိုက်ညီတဲ့အရာကဒိုးရတက်စကဘာပါလဲတဲ့မေးခွန်းလေးရပြန်ပြောပေးမယ်ခုနိုဘွန်ရှောနော်နိုင်ရောတို့ဒီစာပိုက်ရဲ့အချက်အလက်နဲ့အိုက်တဲအီရူမိုနိုဝကိုက်ညီတဲ့အရာကကိုက်ညီနေတဲ့အရာကဒိုးရတက်စကဘာပါလဲတဲ့နော်အဲ့တော့ဒီစာပိုက်ကြီးထဲမှာဒီစာပိုက်ကြီးရဲ့အချက်အလက်နဲ့ပေါ့နော်ကိုက်ညီတဲ့အရာကဘာလဲဒီလေးခုတွေကကိုက်ညီတဲ့အရာဘာလဲဆိုတော့ဘယ်ဟာကိုက်ညီလဲဆိုတာသိဖို့အတွက်ဒီစာပိုက်ကြီးကိုဖတ်မှရမှာပေါ့ကဲဒါဆိုရင်ဖတ်ကြည့်ရအောင်အမလီဟဲ့ကဲနီဟွန်နောခက်ကွန်ချီကီနီဝါဂျပန်ရဲ့လက်ထပ်ပွဲတွေမှာတော့နော်ဂျပန်ရဲ့လက်ထပ်ပွဲတွေမှာတော့တဲ့အီရိုနာတိုက်ပူကအာရုအမျိုးမျိုးသောပုံစံကရှိတယ်တိုက်ပူဆိုတာက TYPE တိုက်ပုံစံကိုပြောတာဖြစ်ပါတယ်နော်အဲ့တော့နီဟွန်နောခက်ကွန်ချီကီနီဝါဂျပန်ရဲ့လက်ထပ်ပွဲတွေမှာတော့အီရိုနာတိုက်ပူကအာရုအမျိုးမျိုးသောပုံစံကရှိတယ်စွန်နိုနကတဲ့အဲ့ဒီတဲမှာတဲ့เนาะဒီလိုအမျိုးမျိုးသောပုံစံတွေရှိတဲ့တဲမှာဂျင်ဂျာတဲ့ဆိုတာကနတ်ကြောင်းမှာအိုကိုနာဥဆိုတာကကျင်းပါတာအိုကိုနိုင်မတ်ကလာတာเนาะအဲ့တော့ဘယ်ကလာတာလဲဆိုတော့အိုကိုနိုင်မတ်ကလာတာကျင်းပါတာသူ့ dictionary ပေါင်ပြောင်းတော့ e line ကို u line ပြောင်းတော့ e ကနေ u ဖြစ်သွားတော့ အိုကိုနာဥဆိုပြီးဖြစ်သွားပါတယ်เนาะကျင်းပါတာပါသူကအဲ့တော့ဂျင်းကြတဲ့နတ်ကြောင်းမှာတဲ့အိုကိုနာဥကျင်းပါတဲ့ခက်ကွန်ချီကီနော့လက်ထပ်ပွဲရဲ့ရေခိရှိဝတမိုင်းကတဲ့အတရရှိဆိုတာကဘယ်လိုပြောရမလဲအတရရှိဆိုတာကတစ်လွင်နေပေါ့เนาะအတစ်ဖြစ်တယ်ပေါ့ပြန်ပြောပေးမယ်ဒီစာကြောင်းလေးကိုပေါ့เนาะပထမဆုံးစာကြောင်းလေးကိုနီဟွန်နောခက်ကွန်ချီကီနီဝဂျပန်ရဲ့လက်ထပ်ပွဲတွေမှာတော့အီရိုနာတိုက်ပူကအာရုအမျိုးမျိုးသောပုံစံတွေကရှိတယ်စွန်နိုနကတဲ့အဲ့ဒီပုံစံတွေထဲမှာဂျင်းကြတဲ့နတ်ကြောင်းမှာအိုကိုနာဥကျင်းပါတဲ့ခက်ကွန်ချီကီနောရေခိရှိဝဆိုတာကလက်ထပ်ပွဲရဲ့တမိုင်းကအတရရှိအတစ်ပါတဲ့နော်မူခရှိဆိုတာဟိုးရှိတုံးကလို့ပြောလိုက်တာနော်ဒါစကလေးတွေဟိုးရှိတုံးကတဲ့ဂျင်းကြတဲ့ဝနတ်ကြောင်းမှာတော့တဲ့ခက်ကွန်ချီကီကိုမင်္ဂလာပွဲကိုတဲ့အိုကိုနတ်တဲ့အီနာခတာမကျင်းပခဲ့ပါဘူးတဲ့အရင်တုန်းကဒီနတ်ကြောင်းမှာမကျင်းပဘူးတဲ့နော်နီဂျူစေကီနောဟာဂျီမေ20ရာစုနှစ်မှာစတင်ခဲ့တယ်တဲ့နော်အရင်တုန်းကတော့ဟိုးရှိတုန်းကတော့ဒီနတ်ကြောင်းနေမှာမကျင်းပဘူးတဲ့ဘယ်ကနေစတာတော့20ခုနှစ်ကနေစတင်ခဲ့တယ်တဲ့ကျင်းပတာကနော်အဲ့တော့အာရုဂျင်းဂျာနောဟီတိုကဆိုတာကဒီနတ်ကြောင်းမှာရှိတဲ့လူတွေကတဲ့နော်နတ်ကြောင်းမှာရှိတဲ့သူတွေကဗါတဲ့ခီရီစုတိုဆိုတာကဘာလဲဆိုခီရီစုတိုခီယောနောဆိုတာကခရစ်ယာန်လူမျိုးတွေရဲ့နော်ခရစ်ယာန်လူမျိုးတွေရဲ့တဲ့ခက်ကွန်ချီကီကိုမိတဲ့မင်္ဂလာပွဲကိုမြင်ပြီးတော့တဲ့ဂျင်းကြတဲ့မူဟာနတ်ကြောင်းမှာလေအာနိုယောနာအဲ့ဒီလိုမျိုးယောနာဆိုတာလိုမျိုးနော်အဲ့လိုမျိုးတဲ့ခက်ကွန်ချီကီကိုနော်လက်ထပ်ပွဲတွေကိုတဲ့အိုကိုနတ်တာရကျင်းပမယ်ဆိုရင်ကောင်းတယ်တို့ခံကဧတဲ့ကောင်းတယ်လို့စဉ်းစားပြီးတော့တဲ့ဂျင်းကြတဲ့နော်ဆိုတာကဘယ်လိုပြောမလဲ
နတ်ကျောင်းမှာခက်ကွန်းချီကီကိုမင်္ဂလာပွဲတွေကိုတဲ့ဟာဂျီမဲတာတိုဤဝါရဲတဲ့ဤတို့စတင်ခဲ့တယ်လို့ပြောနေကြပါတယ်အဲ့တော့ဒီတိပြန်ရှင်းပြမယ်နော်အဲ့တော့အဟိုးရင်တုန်းကတော့နတ်ကျောင်းမှာပေါ့နော်ဒီချင်းကြားမှာပေါ့နော်နတ်ကျောင်းမှာမင်္ဂလာပွဲတွေကိုကျင်းပလားမကျင်းပဘူးဘယ်နှခုနှစ်ကစခဲ့တာလဲ20ရာစုနှစ်ကစခဲ့တာတဲ့ဘယ်လိုမျိုးစတင်ခဲ့တာလဲဆိုတော့ကြည့်အောင်နတ်ကျောင်းမှာရှိတဲ့လူတွေကနော်ခရစ်ယာန်လူမျိုးတွေရဲ့လက်ထပ်ပွဲကိုမြင်နေဟုတ်လားခရစ်ယာန်လူမျိုးတွေဆိုတာကသူတို့ရဲ့ခရစ်ယာန်ဖခင်เจ้าမှာပဲမင်္ဂလာဆောင်ကြတာလေနော်သူတို့အဲ့လိုမျိုးခရစ်ယာန်လူမျိုးတွေကသူတို့ရဲ့ခရစ်ယာန်ဖခင်เจ้าမှာမင်္ဂလာဆောင်တာကိုဒီဂျပန်လူမျိုးတွေကမြင်သွားတော့သူတို့ကဘာပြောလဲဆိုတော့သူတို့ဂျပန်မှာလည်းနတ်ကျောင်းတွေရှိတာပဲလေနော်ဟာဂျင်းကြားသေးမို့နတ်ကျောင်းမှာလေအာနိုယောနာအဲ့လိုမျိုးသူတို့လိုမျိုးနော်သူတို့ဖခင်เจ้าမှာကျင်းပတယ်လို့မျိုးခက်ကွန်ရှိကီကိုလက်ထပ်ပွဲကိုတဲ့အိုကိုနတ်တာရကျင်းပမယ်ဆိုရင်ဤကောင်းတယ်တို့ခံကာဧတဲ့စဉ်းစားပြီးတော့တဲ့ဂျင်းကြားတဲ့တော့ခက်ကွန်ချီကီကိုနတ်ကျောင်းမှာဒါမင်္ဂလာပွဲကိုတဲ့ဟာဂျီမဲတာတို့ဤဝါရဲတဲ့ဤတို့စတင်ခဲ့တယ်လို့ပြောနေကြပါတယ်တဲ့အဲ့လိုမျိုးအဲ့အဓိပ္ပာယ်ကတော့ပြောချင်တာတော့ကွာဟိုခရစ်ယာန်လူမျိုးတွေကစသဖြင့်သူတို့ခရစ်ယာန်ဖခင်เจ้าမှာပဲမင်္ဂလာဆောင်ကြတယ်ဒါဆိုကုန်ကြစိတ်လည်းတိတ်မများတော့ဘူးလေဟုတ်တယ်မလားနော်အဲသူတို့ဖះเจ้าမှာသူတို့မြန်ကုန်ကြစိတ်ကတော့ရှိတာပေါ့ကွာသို့ပေမဲ့လည်းကိုဖះเจ้าမှာကိုဆိုတော့ဒါကောင်းတာပေါ့နော်ပြောရမယ်ဆိုရင်တော့ကိုယ့်ရဲ့ဘာသာအရာပေါ့နော်အဲ့တော့အဲ့လိုမျိုးပဲဂျင်းကြားမှာနေတဲ့သူတွေကခရစ်ယာန်လူမျိုးတွေသူတို့ဖះเจ้าမှာသူတို့မင်္ဂလာပွဲလုပ်တာဟိုမြင်ပြီးတော့ငါတို့နှစ်เจ้าမှာလည်းအဲ့လိုမျိုးသူတို့လူမျိုးမင်္ဂလာပွဲကျင်းပလို့ရရင်ကောင်းမယ်လို့တွေးပြီးတော့ဒီနတ်ကျောင်းမှာမင်္ဂလာပွဲတွေကျင်းပတာစတင်ခဲ့ပါတယ်တဲ့နော်အဲ့တော့ဆက်ပြီးတော့ဖတ်ကြည့်ရအောင်ဂျင်းဂျာဝဆိုတာကနတ်ကျောင်းတွေကတဲ့နော်နတ်ကျောင်းတွေကစန်းနန်းဆိုတာကဟိုဘယ်လိုပြောမလဲဒါထောင်ပေါ့နော်ဒါထောင်ကနန်းပေါ့1000ခုနှစ်ဤကျော်ဆိုတာအထက်1000ခုနှစ်ဤကျော်မအေခါလာ1000ခုနှစ်မတိုင်ခင်ကတဲ့နော်မတိုင်ခင်ကလေးကစပြီးတော့နီဟွန်နီအတ္တာငါရှိခဲ့ပေမဲ့ဂျပန်နိုင်ငံမှာရှိခဲ့ပေမဲ့လေဂျင်းကြားတဲ့နော်ခက်ကွန်ချီကီဝနတ်ကျောင်းမှာမင်္ဂလာပွဲတွေကတဲ့မဒအာမာရီနာဂိုင်းရဲခိရှိကနိုင်ဆိုတာကတိတ်ပြီးတော့ဒီလိုပြောပြနော်လုတ်တယ်ပေါ့နော်တမိုင်းတွေကမရှိသေးဘူးတဲ့ပြောချင်တဲ့သဘောတရားကနတ်ကျောင်းတွေကတော့ဂျပန်မှာရှိနေတာကြာလာပြီဒါပေမဲ့လေနတ်ကျောင်းမှာမင်္ဂလာပွဲလုတ်တဲ့တမိုင်းကတော့တိတ်ပြီးတော့မရှိသေးဘူးလို့ပြောလိုက်တာဖြစ်ပါတယ်ဒါဆိုရင်နားလည်မယ်လို့ထင်တယ်နော်အဲ့တော့ဒီမေးခွန်းလေးကအခုဖတ်သွားတဲ့စာပိုက်ရဲ့အချက်လက်တွေကကိုက်ညီတဲ့အရာကဘာလဲတဲ့ဒီလေးခုတွေကကဲဘာတွေကိုက်ညီနေလဲကြည့်အောင်နံပါတ်1ဇန်နန်ဤကျော်မအေခါရနှစ်1000မတိုင်ခင်ကတည်းကနီဟွန်ချင်းဝဂျပန်လူမျိုးတွေကဂျင်းကြားတဲ့နတ်ကျောင်းမှာခက်ကွန်ချီကီကိုလက်ထပ်ပွဲကိုအိုကိုနတ်တေအီတာဆိုတာကကျင်းပနေကြပါတယ်ကျင်းပနေခဲ့တယ်ဆိုတော့မှားလားမှန်လားမှားတာပေါ့နော်နောက်ဆုံးအကြောင်းမှာကြည့်လိုက်လေဒီမှာနတ်ကျောင်းတွေက1000ခုနှစ်ကျော်လောက်ကတည်းကရှိပေမဲ့လေဂျပန်မှာရှိပေမဲ့လေနတ်ကျောင်းမှာသိပ်ပြီးတော့မကျင်းပဘူးလို့သူကပြောထားတာကျင်းပတဲ့သမိုင်းတွေမရှိဘူးလို့ပြောထားတာမလို့သူကဒါကျင်းပနေခဲ့တာတော့နှစ်1000မတိုင်ခင်ကတည်းကတော့ကျင်းပတာတော့မဟုတ်ဘူးပေါ့နော်သူကကျင်းပတယ်လို့ပြောထားတော့နံပါတ်1ကလည်းမကိုက်ညီသေးဘူးနော်ဒါဆိုနံပါတ်2ဆက်သွားမယ်မူခရှိဝဟိုးရှေတုံးကဂျင်းကြားတဲ့နတ်ကျောင်းမှာခက်ကွန်ချီကီကိုမင်္ဂလာပွဲကိုအိုခွန်နာဦးနော်ဝကျင်းပတာကယောခုနိုင်တူဆိုတာကမကောင်းဘူးလို့အိုမိုဝါရဲတဲ့ဤတာတဲ့တွေးနေလို့ပါတဲ့သူတို့ကဘယ်လိုပြောမလဲဟိုးအရင်ကတည်းကပေါ့နော်ဟာဒီဘယ်လိုပြောမလဲနတ်ကျောင်းမှာငါတို့မင်္ဂလာပွဲလုပ်တာကမကောင်းဘူးလို့တဲ့သူတို့ကတွေးနေတာတဲ့သူတို့အဲ့လိုတွေးတာမှမဟုတ်တာနော်ဒါဆိုရင်မှားသွားပြီနံပါတ်3ဂျင်းကြားတဲ့နော်ခက်ကွန်ချီခိဆိုတာကနတ်ကျောင်းမှာမင်္ဂလာပွဲတွေကိုယော်ရီမိုစန်းနီဆိုတာကပြောချင်တာကတော့ဘာလဲဆိုတော့စခိနီအရင်ကတည်းကစခိနီစန်းအောင်ဖြစ်တယ်စခိအရင်ကတည်းကသူ့တလုံးနဲ့ဆိုရင်เนาะအဲ့တော့ဂျင်းကြားတဲ့နော်ခက်ကွန်ချီခိယော်ရီမိုစခိနီဆိုတာကနတ်ကျောင်းမှာမင်္ဂလာပွဲတွေရပေါ့เนาะအရင်ကတည်းကပေါ့
မင်္ဂလာပွဲတွေထက်ပေါ့နော်အဲ့တော့နတ်ကျောင်းမှာကျင်းပတဲ့မင်္ဂလာပွဲတွေထက်မင်္ဂလာပွဲတွေထက်ခီရီစုတုကျော်နော်ခက်ကွန်ချီခီကဆိုတာကခရစ်ယာန်လူမျိုးတွေရဲ့မင်္ဂလာပွဲကအိုခိုနာဝါရဲတေအီမတ်ကျင်းပနေကြလို့ပါတဲ့ဟုတ်ပြီနော်ပြောချင်တာကတော့ဒီနံပါတ်3လေးကနတ်ကျောင်းမှာမင်္ဂလာပွဲလုပ်တာတွေထက်စောစောဘသူတွေကလုပ်တာလဲဆိုတော့ခရစ်ယာန်လူမျိုးတွေကဒီမင်္ဂလာပွဲတွေကျင်းပနေကြတာပါတဲ့ဟုတ်တာပဲလေဘာဖြစ်လို့လဲသူတို့ခရစ်ယာန်လူမျိုးတွေသူတို့ရဲ့ခရစ်ယာန်ဖျားเจ้าမှာမင်္ဂလာပွဲကျင်းပတာကိုမြင်ပြီးတော့မှဒီနတ်เจ้าမှာမင်္ဂလာပွဲတွေလိုက်လုပ်တာမဟုတ်ဘူးလားဒါဆိုကိုက်ညီတာအဖြေက3နော်နံပါတ်4ကိုဆက်သွားမယ်မူခရှိခါတာဟိုးအရင်ကတည်းကဂျင်းကြတဲ့နတ်เจ้าမှာအိုခိုနတ်တေအီတာကျင်းပနေခဲ့တဲ့ခက်ကွန်ချီခီကိုရမဲတဲ့လက်ထပ်ပွဲတွေကိုပြုတ်လုပ်ပြီးတော့ပေါ့နော်လက်ထပ်ပွဲတွေကိုရမဲမတ်ကရက်ပြီးတော့တဲ့အာတာရရှိဤခက်ကွန်ချီခီကိုဟာဂျီမဲတာတဲ့လက်ထပ်ပွဲအစ်စ်တွေကိုစတင်ခဲ့လို့ပါနံပါတ်4ကိုပြောချင်တာကတော့ဟိုးရှိကလေးကတဲ့နတ်ကျောင်းတွေမှာသူတို့ကမင်္ဂလာပွဲတွေကိုကျင်းပနေခဲ့တယ်အဲ့ဒီကျင်းပတာကိုရက်ပလိုက်တယ်တဲ့ရမဲတဲ့ရက်ပြီးတော့ဒီလိုမျိုးမင်္ဂလာပွဲပုံစံအစ်စ်တွေကိုစတင်နေကြတာပါတဲ့မဟုတ်ဘူးလေနော်မဟုတ်ဘူးဒါဆိုရင်အဖြေမှန်ကနံပါတ်3နတ်ကျောင်းမှာမင်္ဂလာပွဲလုပ်တာထက်စခိနီအရင်ကတည်းကဘသူတွေကလုပ်တာလဲဆိုတော့ဒါခရစ်ယာန်လူမျိုးတွေကမင်္ဂလာပွဲတွေကိုသူတို့ဖျားเจ้าမှာကျင်းပနေကြတာလေနော်ဒါဆိုရင်အဖြေမှန်ကဒီစာပိုင်းနဲ့ကိုက်ညီတာကအဖြေမှန်နံပါတ်3ဖြစ်ပါတယ်နော်ဒါဆိုရင်နားမလည်ရရှိတာကိုသစီကို comment မှာပြန်မှန်ပေးခဲ့ပါနော်ကျေးဇူးအများကြီးတင်ပါတယ်